တနေ့တာလုံးလန်းဆန်းတက်ကြွပြီးကျမ်းမာနေဖို့ရှုပ်ဝက်ချက်တစ်ခုကိုသိချင်ပါသလားဟေးဟိုးသားငါ့ကိုကြည်စမ်းငါကမင်းကိုစွမ်းအားတွေပေးမဲ့ပန်းသီးသူရဲကောင်းလေဝါအရသာရှိလိုက်တာချက်ချင်းပဲအားတွေရှိလာသလိုပဲပန်းသီးမှာပါတဲ့အမြင်ဓာတ်တွေကသင်ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကိုအခုလိုတန့်ရှင်းပေးလို့ဝမ်းကျုပ်ခြင်းကနေကားကွယ်ပေးပါတယ်ဒါတင်မကသေးပါဘူးပန်းသီးဟာသွေးရင်းကိုလက်စထရောကိုကျဆင်းစေလို့တင့်နှလုံးသားကိုပိုပြီးကျန်းမာစေပါတယ်မကောင်းတဲ့အစီခဲတွေငါနှလုံးသားနယ်မြေတွေကနေအခုချက်ချင်းထွက်သွားကြပန်းသီးမှာပါတဲ့ဗီတာမင် C ကခန္ဓာကိုယ်အတွက်အစွမ်းထက်တဲ့အကာအကွယ်ဒိုင်းတစ်ခုကိုဖန်သားပေးပြီးယောဂပိုးမွှားတွေကိုတိုက်ထုတ်ပေးပါတယ်ပန်းသီးကိုဝါးစားတာကသွားတွေကိုတဘာဝအတိုင်းဖြူစင်ဝင်းပါစေပြီးသွားပုတ်ခြင်းကိုကာကွယ်ပေးတယ်လေစီကြော်မုံတွေထက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ပန်းသီးကိုပဲငါရွေးချယ်မယ်စကားပုံရှိတယ်မလားဟုတ်ပါတယ်ဒီနေ့ပန်းသီးတစ်လုံးစားသုံးခြင်းကဆရာဝန်စီသွားစရာမလိုအောင်ကျန်းမာစေတယ်တဲ့ဒါကြောင့်နေ့တိုင်းပန်းသီးစားဖို့မမေ့နဲ့နော်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ